El Niño နဲ့ La Niña ကြားထဲက ENSO ဆိုတဲ့ရာသီဥတုဖြစ်စဉ်မရှိတဲ့အတွက်ကြောင့်မလို့ဒီကနေ့ရာသီဥတုအပြောင်းလဲဟာရုတ်တရက်ပြောင်းလဲမှုတွေဖြစ်ပြီးတော့ခံမရတာလွဲချော်နေတဲ့အပိုင်းတွေမကြာခဏဖြစ်နေပါတယ်။ဥဒတိထားရမှာကရာသီဥတုအပြောင်းလဲဟာနေငင်းတိုင်းတာရရှိချက်တွေပေါ်ကနဲ့ညဘက်တိုင်းတာရရှိချက်တွေပေါ်ကခံမှန်းချက်တွေဟာပြောင်းလဲနေတဲ့အကြောင်းမလို့ကျွန်တော်တို့ရာသီဥတုကိုမပြတ်တမ်းစောင့်ကြည့်လေ့လာဖို့လိုပါတယ်မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့မိဘပြည်သူတွေနေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာကြိုတင်ပြင်ဆင်နိုင်အောင်ကချင်စကိုင်းမန္တလေးရန်ကုန်အေရဝတီကရင်မွန်နဲ့တနင်္သာရီစတဲ့တိုင်းနယ်ပြည်နယ်အသီးသီးရဲ့မေလ18ရက်ကနေ22ရက်အထိကြုံတွေ့ရမယ့်နေ့ရက်အလိုက်မိုးရွာသွန်းမှုအခြေအနေတွေကိုမိုးလေဝသပညာရှင်ဆရာဦးထေးတင်းရဲ့မြေပြင်တိုင်းတာချက်နောက်ဆုံးရရုပ်သံနဲ့အတူတင်ဆက်ပေးလိုက်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာ2026ခုနှစ်မေလ18ရက်နေ့ညနေပိုင်းတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်ရာသီဥတုတက်ရောက်မှုအခြေအနေများကိုကျွန်တော်တို့ဆက်လက်လေ့လာခန့်မှန်းတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တွေကတင်ပြခဲ့တဲ့အတိုင်းပဲ El Niño နဲ့ La Niña ကြားထဲက ENSO ဆိုတဲ့ရာသီဥတုဖြစ်စဉ်မရှိတဲ့အတွက်ကြောင့်မလို့ဒီကနေ့ရာသီဥတုအပြောင်းလဲဟာရုတ်တရက်ပြောင်းလဲမှုတွေဖြစ်ပြီးတော့ခံမရတာလွဲချော်နေတဲ့အပိုင်းတွေမကြာခဏဖြစ်နေပါတယ်18ရက်နေ့ညနေပိုင်းဂျိုရုကတိုင်းတာရရှိချက်တွေနဲ့ကျွန်တော်တို့စပြောရမယ်ဆိုလို့ရှိရင်တော့မလေးရှားနိုင်ငံအနောက်ဘက်မှာပတ်လည်တိုက်ခတ်နေတဲ့လေတို့ကဘင်္ဂလားပင်လယ်အော်ဝင်လာတဲ့မုတ်တုံလေနဲ့အတူဗမာပြည်ကိုပြင်းပြင်းထန်ထန်စတင်ပြီးတော့ဝင်ရောက်နေတာကျွန်တော်တိုင်းတာရရှိပါတယ်အထူးသဖြင့်အောက်ဗမာပြည်တစ်ခုလုံးမှာဆိုရင်လေပြင်းတွေတက်ခတ်တာဟာဆိုလို့ရှိရင်ဒီကနေ့2026ခုနှစ်မိုးရာသီပထမကာလရဲ့အခြေအနေဖြစ်ပါတယ်ဒီကနေ့18ရက်နေ့တနင်္ဂနွေနေ့ညနေပိုင်းဂျိုတို့တိုင်းတာချက်တွေရမြန်မာပြည်တစ်ခုလုံးမှာမိုးတိမ်တွေဖုံးလွှမ်းနေပြီးတော့မြန်မာပြည်အောက်ပိုင်းကပဲခူးတိုင်းအရှေ့ခြမ်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးတွေတဲတဲမဲမဲရွာနေလို့ပဲရေးမြုပ်နယ်ပတ်ဝန်းကျင်မှာမိုးကြီးတွေတက်ရောက်နေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်ထို့အတူပဲမန္တလေးနဲ့နေပြည်တော်ကြားကချင်ပြည်နယ်ချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းတို့မှာလည်းမိုးသဲထန်နေတာတွေ့ရပါတယ်ကျွန်တော်တို့ဒီအနေထားကို24နာရီတိုင်းတာတဲ့စက်နဲ့ကျွန်တော်တို့ခံမှန်းကြည့်တဲ့အခါပါဆိုရင်ဒီကနေ့18ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မှာမိုးတော်တော်များများရွာသွန်းတယ်လို့ပဲစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်တို့မှာနေရာစိတ်မှာနေရာကွက်ပြီးတော့မိုးများနေတာကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်ထို့အတူပဲအေရဝတီတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနေပြီးတော့မွန်ပြည်နယ်အောက်ဘက်နဲ့တနင်္သာရီတိုင်းအထက်ဘက်မှာအနေရရှိတဲ့မိုးတွေရွာနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။မနေ့ပြင်18ရက်နေ့တနင်္လာနေ့မှာတော့မြန်မာပြည်အထက်ပိုင်းကကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းရခိုင်ရိုးမတောင်တန်းစစ်တောင်းမြစ်ဝမ်းဒေသရန်ကုန်တိုင်းအေရဝတီတိုင်းကရင်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာပြီးတော့အခြားတိုင်းနဲ့ပြည်နယ်တွေမှာမိုးပွဲလေးတွေကြားနိုင်ပါတယ်။လာမယ့်19ရက်နေ့မှာတော့ဗမာပြည်အောက်ပိုင်းမှာပုံမိုးပြင်းထန်စွာမိုးရွာသွန်းလာနိုင်တဲ့အနေအထားရှိပါတယ်။အထူးသဖြင့်တနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်အေရဝတီတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းနေပြည်တော်အောက်ပိုင်းကယားပြည်နယ်တို့ဖြစ်ပါတယ်အထူးသတိထားဖို့လိုတာကမိုးရေတွေအလုံးအင်းနဲ့ဆင်းတဲ့အခါမှာတိုက်ခတ်တဲ့လေကိုအောက်ကိုဖိချတဲ့အတွက်ကြောင့်မလို့မြေဆိုင်လေအခြေအနေတွေတွေ့နိုင်ရပါတယ်လာမယ့်20ရက်နေ့ဗုဒ္ဓနေ့မှာတော့ချင်းတောင်တန်းမှာတဲတဲမဲမဲမိုးရွာနိုင်ပြီးတော့နေပြည်တော်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းမှာဆက်လက်မိုးရွာသွန်းနိုင်ပါတယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတွဲဆုံတဲ့ဒေသတွေမှာတဲတဲမဲမဲမိုးကြီးတွေရွာသွန်းနိုင်တဲ့အနေအထားကျွန်တော်တို့တိုင်းတာရရှိပါတယ်
လာမယ့်21ရက်နေ့မှာတော့ချင်းတောင်တန်းတစ်ခုလုံးမှာနေရာစိတ်ဆက်လက်မိုးရွာနိုင်တယ်လို့ပဲရှမ်းပြည်နယ်အောက်ဘက်နဲ့နေပြီးတော့ဒေသတစ်ခုလုံးမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းမှာဆက်လက်မိုးရွာသွန်းနိုင်ပါတယ်ထို့အတူကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းဆက်တဲ့ဒေသတွေမှာတဲမဲမိုးရွာသုံးနိုင်တဲ့နေသားရှိပြီးတော့ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာသုံးနိုင်ပါ20ရက်နေ့တောက်ကြနေ့မှာတော့မြန်မာပြည်အလယ်ပိုင်းမှာအနေရာကျဲမိုးရွာပြီးတော့အခြားတိုင်းနဲ့ပြည်နယ်ဒေသတစ်ခုလုံးမှာနေရာစိတ်မိုးရွာရင်းနဲ့ချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားရမှာကရာသီဥတုအပြောင်းလဲဟာနေရင်းတိုင်းတာရရှိချက်တွေပေါ်ကနဲ့ညဘက်တိုင်းတာရရှိချက်တွေပေါ်ကခံမှန်းချက်တွေဟာပြောင်းလဲနေတဲ့အကြောင်းမလို့ကျွန်တော်တို့ရာသီဥတုကိုမပြတ်တမ်းစောင့်ကြည့်လေ့လာဖို့လိုပါတယ်ကျွန်တော်တို့ထူးခြားမှုတွေကိုလည်းအများအားကျွန်တော်တို့အသိပေးမှာဖြစ်ပါတယ်2026ရာသီဥတုဟာဆိုလို့ရှိရင်မိုးလေဝသပညာရှင်တွေအကုန်လုံးကနေပြီးတော့အထူးသတိထားပြီးတော့ကင်တွယ်ဖို့ကျွန်တော်လွန်ခဲ့တဲ့3လတွေကသတိပေးခဲ့တာကိုအမှတ်ရစေချင်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့လေ့လာချက်တွေဟာဆိုလို့ရှိရင်လည်းထူးခြားချက်နဲ့အညီပြောင်းလဲမှုတွေကိုကျွန်တော်တို့အချိန်မီပြင်ဆင်နိုင်အောင်တင်ပြပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်စိုက်ပျိုးရေးလုပ်ကင်ကြတဲ့တောင်သူဦးကြီးတွေနဲ့မိဘပြည်သူတွေအားလုံးအတွက်ဆရာဦးထေးတင့်ရဲ့သတိပေးချက်ဟာအလွန်ပဲအသုံးဝင်လှပါတယ်ရှင်။မိုးရေချိန်အလုံးရင်းနဲ့ဆင်းလာတဲ့အခါလေပြင်းအနေတွေပါတွဲဖက်ကြုံရနိုင်လို့အထူးသတိပြုကြပါလို့ထပ်ဆင့်တိုက်တွန်းပါရစေရှင်။ဒီဗီဒီယိုလေးကမိမိတို့မိတ်ဆွေတွေအတွက်ပါအသုံးဝင်စေဖို့ဘေးကသူတွေကိုပါ share ပေးသွားကြအောင်တော့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။